ဘတ်တူနောက်ဖို့ပါလဲဘတ်တူမှတ်ညက်ဖို့ကောင်းတယ်ရုပ်ရှင်ဝါဒနာရှင်တွေကိုဂိမ်းကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရုပ်ရှင်နဲ့ဇလန်းတွဲတွေရဲ့ပရိသတ်ဟုတ်မဟုတ်ဆိုတာကိုအတန်ဖွင့်ပြမယ်ဘယ်သူလဲဆိုတာကိုခမန်းကြည့်ကြနော်ကျိုးတီကြိုက်တုံးတဲ့သူတွေအတွက်မဟာ app မှာအထူး promotion တစ်ခုရှိရနော်တရက်စာ package ကို9ဘတ်ထင်းနဲ့ရမှာဒီချက်တန်တန်ဆိုတာမရှိတော့ဘူးကြိုက်လောက်ကြည့်လုံးဝမချစ်စေရအောင်ကြည့်လိုက်ကြရအောင်ဘယ်သူနားပို့ပါလဲ ရုပ်ရှင်တွေဇလန်းတွေမှာဆိုကိုရီးယားဆရာကြီးပဲနော် ရှင်းအောင်ဘာလုပ်တာလဲ ။အော်ကျွန်တော် documentary writer ပါ ဘာသူကူအဲ့ဘာကိုပြောရလဲ ဒါဖွေးဖွေးဆိုတာတေးကြတယ်ဒီတန်လုံးဝကောင်းကောင်းကြီးမှတ်မိရဲ့ဒါပေမဲ့နောက်ပြောက်တန်တာဒူပါနဲ့ နေရနော်ဒီတန်ကဖွေးဖွေးနဲ့အလင်းရောင် သိရဲ့စကားလေးတွေနေနေရ ခမရဲ့ညနာကိုကြည့်ပြီးတော့ပေးတာယူကျွေးတာစခွေးတာတာဘောနဲ့နေရတာလေ သိဟာ တီတီဦးနဲ့အင်္ဂကျော်စင်ဒီဇကားထဲမှာဒီစုံတွဲကလုံးဝနာမည်ကြီးလေ ဟုတ်ဒီတော့မှလူတွေမရှိဘူးလား လူတွေမရှိလို့အိမ်မရှိတာပေါ့သမီးရဲ့သမီးရောက်ဘူးလေ နိုင်နိုင်နဲ့ညီမလေးပြပြဒီကားကိုလေဘယ်နှခါကြည့်မိမှန်းမသိဘူးအဲ့ကြောင့်မလေးညီမလေးပြပြတင်းဆောင်အရန်ကောင်းတာ ဟုတ်လား အထုံးကတမန်တော့ရပြီ ငါဘဝမှာငွေဆောင်တစ်ခါမှအလုပ်မလုပ်ဘူးဆိုတာနင်မသိသေးဘူးပဲနင့်ရဲ့ဇလန်းအပြင်ဘဝတွေနဲ့ဒီလောက်ကွာခြားနေတာတဘာဝမှမကြတာလှုပ်ဆက်ကြည့်လှုပ်ဆက်ဟတ်လား မိုးဟေကိုနဲ့လင်းစားနေဆိုလုံးဝ 100% ပဲဟမ်ဘာလို့မရတော့ အတီးပြီးငါတီးပြီးဖြေလိုက်မယ်နော်အဲ့အတန်ကမိုးခေကိုနဲ့ခင်စာကြီးကျော်အဲ့ဒါပဲဖြစ်ရမှာဟုတ်တယ်မလား ။နင်းလည်းတေးလောက်အောင်ခံစားခဲ့ရ။ငါလည်းတေးမသက်ယူမသက်ကိုခံစားနေရတာပါ အဲ့ဒါနဲ့ငါအယုံနေပြီနေ့ရက်လက်စားချေဖို့ပူပေါင်းပေးရမယ်ပေါ့ဟုတ်လား ဘယ်ငါဆုံးပြည့်နေမေတုခိုင်မလိုက်ပါတော့ငါဒီဇလန်တို့ပိုင်းလိုက်ကိုကြည့်ကုန်မှတ်မိတယ် ရှုံးနေသူကဘာတန်ပေးခင်ရမလဲမသိဘူးနော် လာလိုက်စမ်းပါအစင်သက်ပဲခုနကဖွင့်ပြပေးသွားတယ်ဇလန်တွဲတွေနဲ့စကားတွေကိုကြည့်ချင်တယ်ဆိုရင်တော့ဒီမဟာ app မှာတော့အပေးလို့ရရနော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနှိပ်သွားပြီးတော့ထုံးလေးကန်ဆန်းဖို့အတွက်ဒီ post အောက်မှာတငယ်ချင်းတို့ရောဘယ်နှခုမှန်လဲဆိုတာကိုမှတ်သွားခဲ့ကြအောင်နော် True Tea Tag မြန်မာစင်ကိုတုံးကြစို့မြန်မာတငယ်ချင်းတွေကြားထဲမှာအသုံးများဆုံးနံပါတ်1 single ဒီဗီဒီယိုလေးကို like comment share လုပ်ဖို့မမေ့ကြနဲ့နော်တတာ